အခုသင်မဲ့သင်ခန်းစာတော့ Neo software လို့ banning software တွေမရှိဘဲနဲ့ကွန်ပျူတာထဲက data တွေကို CD ထဲကိုထည့်သွင်းပြီး ban တဲ့သင်ခန်းစာပဲဖြစ်ပါတယ်။အဲ့လိုထည့်သွင်းနိုင်မှုအတွက်ပထမဆုံး CD drive ထဲကို CD လို့တစ်ချက်ကိုထည့်ထားပါ။ပြီးရင်ကိုထည့်သွင်းနေတဲ့ file တွေကို select မှတ်ပါ။ right click နှိပ်ပြီးတော့ copy ဆိုတာနှိပ်ပါ။ My computer ကိုဖွင့်ပါ။ CD လို့ထည့်သွင်းထားတဲ့ CD drive ကိုဖွင့်ပါ။ပြီးရင် right click နှိပ်ပြီးတော့ paste ဆိုတာနှိပ်ပါ။ပြီးရင် back နဲ့ပြန်ထွက်လိုက်ပါ။ဟို My computer ရဲ့ပြန်ရောက်ပြီဆိုရင်ဒီ CD drive ကို right click နှိပ်လိုက်ပါ။ Write this file to CD ဆိုတာရွေးပါ။ဒီနေရာမှာကို CD ကိုပေးခြင်းတဲ့နာမည်ပေးရမှာဖြစ်ပါတယ်။ My data ဆိုရင်ပေးလိုက်ပါမယ်။ပြီးရင် next ဆိုတာနှိပ်ပါ။ဒါဆိုရင်ကွန်ပျူတာထဲက data တွေကို CD ထဲကိုကူးထည့်နေပြီဖြစ်ပါတယ်။အခုဆိုရင်တော့ CD ထဲကိုထည့်သွင်းတာပြီးသွားပြီ။ CD drive ကနေလည်း CD အလိုလျောက်ထွက်လာပါလိမ့်မယ်။အခုကျွန်တော်ထည့်သွင်းလိုက်တဲ့ CD ကို data ဝင်မဝင်ပြန်စမ်းကြည့်အောင်။ CD drive ကို CD ပြန်ထည့်ပြီးတော့ပြန်ပိတ်လိုက်ပါ။ဒီမှာပေါ်လာပါပြီ My data ဆိုတဲ့ CD ဖွင့်ကြည့်ပါကျွန်တော်ခုနထည့်သွင်းထားတဲ့ file တစ် file ကိုတွေ့ရမှာပါဒါတော့ကွန်ပျူတာထဲက data တွေကို banning software တွေမရှိဘဲနဲ့ CD ထဲကိုထည့်သွင်းတဲ့နည်းပဲဖြစ်ပါတယ်